بسم الله الرحمن الرحيم မပြတ်မစဲတနာကျင်နာညာတတော်မူထသောအနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသောမဟာနုတယောမဟာနုကမ္ဘာကောလောက်ရှင်မြတ်၏နာမတော်ဖြင့်စပြုပါ၏ الحمد لله رب العالمين ချီးမွမ်းထောပနာခြင်းဟူဟူသည်မြသည်စัจ java လာပေါင်းတို့ကိုမဖြစ်ပေါ်မီကစ၍ပြည့်စုံပြည့်စည်သည့်တိုင်အောင်အစဉ်စဉ်ပြုစုပြိုးထောင်တော်မူထသောအလောင်းရှင်မြတ်ဖို့သာတည် الرحمن الرحيم အလောင်းရှင်မြတ်သည်မဟာနုတယောမဟာနုကမ္ဘာကောမပြတ်မစဲတနာကျင်နာညာတတော်မူထသောအနန္တကရုဏာတော်ရှင်ဖြစ်တော်မူ၏ مالك يوم الدين အလောင်းရှင်မြတ်သည်ခတ်သိမ်းကုန်သောတရားဝါတို့ကိုရှင်ပြန်ထားစီတော်မူ၍သူတော်စင်တို့အားကောင်းကျိုးမသူတော်တို့အားမကောင်းကျိုးပေးတော်မူမည်ဖြစ်သောနေ့ကိုအိတ္တယအစိုးရတော်မူသောရှင်ဖြစ်သည် إياك نعبد وإياك نستعين ကျွန်တော်မျိုးတို့သည်ကိုရောရှင်မြတ်ကိုသာလျှင်ခါရယူကျိုးရှိခိုးစိကပ်ပါ၏ထို့ပြင်တဝကျွန်တော်မျိုးတို့အားကူညီဆောင်မတော်မူပါရန်ကိုရောရှင်မြတ်ထံတော်၌သာလျှင်ဆုတောင်းပတ္တနာပြုပါ၏ اهدنا الصراط المستقيم အိုအလောင်းရှင်မြတ်ကျွန်တော်မျိုးတို့အားအစစရာရာတွင်ဖြောင့်မတ်မှန်ကန်သောမြစ်စုမပရိပရာဥစုမကလမ်းစဉ်ကိုညွှန်ကြားပြသတော်မူပါ صراط الذين أنعمت عليهم غير المغضوب عليهم ولا الضالين အကျဉ်သူတို့ပေါ်ဝဲလောင်ရှင်မြတ်သည်မေတ္တာဂရုဏာတက်ဝင်တော်မူ၍ဒုက္ခချမ်းသာဂုဏ်ကျေးဇူးကိုပြုခဲ့လေပြီဖြစ်၏ထိုသူမွန်သူမြတ်တို့၏တရားလမ်းကိုကျွန်တော်မျိုးတို့အားလည်းညွှန်ကြားပြသတော်မူပါအမျက်တော်ဆူရှခြင်းခံရသူများ၏လမ်းလည်းမဟုတ်လမ်းမားသူများ၏လမ်းလည်းမဟုတ်သူမွန်သူမြတ်တို့၏ဥစုမြတ်ကလမ်းမှန်ကိုသာညွှန်ကြားပြသတော်မူပါ